YouTube short နဲ့ Facebook video တွေမှာ view တွေသိန်းချီ million ချီပြီးတော့ရနေတဲ့ဒီလိုမျိုး ASMR Mount ED video လေးတွေကိုမိနစ်ပိုင်းအတွင်းဘယ်လိုဖန်တီးမလဲကျွန်တော်အခုပြထားတဲ့ YouTube channel ဟာဆိုရင် subscriber ပေါင်း14 million ကျော်ရှိပါတယ်သူတင်ထားတဲ့ဒီ Mount ED video လေးတွေဟာဆိုရင်လည်း view တွေသိန်းချီ million ချီပြီးတော့ရရှိထားပါတယ်အဲ့တော့ဒီလိုမျိုးလူကြိုက်များတဲ့ video လေးတွေကို ChatGPT နဲ့ Google Flow ကိုအသုံးပြုပြီးတော့မိနစ်ပိုင်းအတွင်းဘယ်လိုလုပ်အောင်လဲဆိုတာကြည့်လိုက်ကြမယ်နော်အရင်ဦးဆုံးအနေနဲ့ ChatGPT တဲ့ကိုဝင်ပြီးတော့အပေါ်ဘက်တောင်ကမြင်ကြောင်နှောက်ကိုနှိပ်လိုက်မယ်အဲ့ဒီမှာ plug ကောင်းပုံစံလေးနဲ့ plugin ဆိုတာတွေ့လိမ့်မယ်အဲ့ဒီကောင်ကိုတစ်ချက်နှိပ်လိုက်မယ်နော်ပြီးရင်နောက်ထပ်အဲ့ဒီ plugin ဆိုတာကိုပဲတစ်ချက်ထပ်နှိပ်လိုက်မယ်အဲ့ဒီမှာ GPTs ဆိုတာပေါ်လာပါလိမ့်မယ်အဲ့ဒီကောင်ကိုနှိပ်လိုက်မယ်နော်ဒီနေ့ကိုရောက်လာပြီဆိုလို့ရှိရင်အရင်ဗီဒီယိုတွေမှာပြခဲ့တဲ့အတိုင်းပဲအပေါ်ညာဘက်တောင်ကမှန်ဘလူးပုံစံလေးကိုနှိပ်လိုက်အဲ့ဒီမှာ ASMR လို့တစ်ချက်ရိုက်ထည့်လိုက်မယ်အဲ့ဒီမှာပေါ်လာတဲ့ ASMR Mouse 80ဆိုတာကိုတစ်ချက်ပြန်ပြီးတော့နှိပ်လိုက်အဲဒီလိုမျိုးပေါ်လာရင် Start Chat ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ကတကြားလုံးတစ်မျိုးမျိုးရဲ့နာမည်ကိုဒီမှာရိုက်ထည့်ပေးရပါမယ် Strawberry ဆိုလဲ Strawberry လိမ္မော်ဆိုလဲလိမ္မော်ပေါ်ပြန်နော်ကိုကြိုက်တဲ့တကြားလုံးနာမည်ကိုဒီမှာရိုက်ထည့်လို့ရပါတယ်အဲဒီလိုရိုက်ထည့်လိုက်ပြီဆိုရင်သူကဒီမှာမေးခွန်းလေးခုမေးလိမ့်မယ်နံပါတ်1တကြားလုံးရဲ့စတိုင်ကိုဒီမှာရေးထည့်ပေးရမယ်ဘယ်လိုပုံစံမျိုးလဲဆိုတာကိုရေးထည့်ပေးရမယ်နော်နံပါတ်2ကတော့တကြားလုံးရဲ့အယောင်ကိုဒီမှာရေးထည့်ပေးရပါမယ်နံပါတ်3ကတော့ဒီတကြားလုံးကိုစမဲ့နှခမ်းကဒီမှာနီနီရဲရဲလေးလားဒါမှမဟုတ်ပန်းသူရောင်တွေးနေတဲ့နှခမ်းလေးလားဒါမျိုးရေးထည့်ပေးရပါမယ်နံပါတ်4ကတော့တကြားလုံးကိုပါဇက်နဲ့ကိုက်ထည့်လိုက်တဲ့ချိန်မှာကျွန်တော်တို့ကကြွက်ရွနေတဲ့ပုံစံမျိုးလေးဖြစ်စေချင်တယ်လားဒါမှမဟုတ်အပြားရည်ပုံစံမျိုးအဆက်ကလေးတွေဖြစ်စေချင်တာလားဒါမှမဟုတ်ဂျယ်လီပုံစံမျိုးဖြစ်စေချင်တာလားဒီမှာရေးထည့်ပေးရပါမယ်အဲ့ဒါကလို့ဒီပုံစံလေးမျိုးကိုမရေးတတ်ဘူးဆိုရင်ကျွန်တော်ဒီ comment မှာ template ပုံစံလေးချပေးထားပါမယ်အဲ့ဒီဟာကို copy ကူးပြီးတော့ဒီ chat box ထဲမှာလာပြီးတော့ထည့်လိုက်ပါကျွန်တော်လည်းရေးတက်လို့တော့မဟုတ်ပါဘူးဒီစာကို ChatGPT မှာပဲရေးခိုင်းထားတာပါโอเคဒီစာကိုရေးထည့်ပြီးပြီဆိုရင်ဒီဘေးနားလေးကမြားလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင်သူကကိုရေးထားတဲ့စတိုင်နဲ့အယောင်နဲ့ live ဖတ်မဲ့ဒီမှာ prompt တွေကိုဒီမှာရေးထည့်ပေးလိမ့်မယ်ပထမဆုံး main prompt အပါဝင်ပုံထုတ်ရမယ့် prompt ၄ခုကိုသူကဒီမှာရေးပေးလိမ့်မယ်စုစုပေါင်း၅ခုပေါ့နော်အဲ့ဒီ၅ခုရဲ့အောက်မှာကျွန်တော်တို့က video ထုတ်ရမယ့် prompt ၅ခုကိုသူကတခါတည်းရေးပေးပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ကပထမဆုံး main prompt ကိုအရင်ပုံထုတ်ပြီးတော့ဒီမှာ video prompt 1က prompt ကို copy ကူးပြီးတော့ video ထုတ်အောင်မှာဖြစ်ပါတယ်โอเคအဲ့တော့ပထမဆုံး main prompt ကို copy ကူးပြီးတော့ကျွန်တော်တို့က Google Flow ကိုတွားပါမယ်အဲ့ဒီမှာ new project ကိုခေါ်ပြီးတော့ကျွန်တော်တို့ကပုံအရင်ထုတ်မှာဖြစ်တဲ့အတွက်အဲ့ဒီမှာ4000ကွက်ကလေးကိုတစ်ချက်နေလိုက်အဲ့ဒီမှာ image ဆိုတာကိုရွေးထားပါမယ်အဲ့ဒီမှာ Google Flow ကပုံထုတ်တဲ့နေရာမှာ free ဖြစ်ပြီးတော့တစ်ခါထုတ်ရင်၄ပုံထိပြန်ထုတ်လို့ရတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်က၄ကိုရွေးထားလိုက်မယ်အဲ့ဒီထက်ကမှကျွန်တော်ကကောင်းတာကိုရွေးမှာဖြစ်ပါတယ်ပြီးရင် ChatGPT က copy ကူးခဲ့တဲ့ main prompt ကိုဒီမှာလာပြီးတော့ပေးချပါမယ်ပြီးဒီ beta လေးကမြားလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင်သူကဒီမှာပုံ၄ပုံထုတ်ပေးပါလိမ့်မယ်โอเคဒီမှာပုံလေးတွေရလာပြီအဲ့ဒီထက်ကမှကျွန်တော်ကကိုအကြိုက်ဆုံးပုံထုတ်ပုံကိုရွေးပြီးတော့ဗီဒီယိုထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်က ChatGPT က video prompt 1ကို copy ကူးထားပါမယ်ပြီးရင် Google Flow မှာကျွန်တော်ကဗီဒီယိုထုတ်မှဖြစ်တဲ့အတွက်ဒီမှာ4000ကွက်ကလေးကိုနှိပ်ပြီးတော့ video ဆိုတာကိုရွေးထားမယ် ingredient ဆိုတာကိုရွေးထားမယ်ပြီးရင်ဒီမှာတော့အရေးအတွက်ဆိုရင်ဒီမှာ number 1ကိုရွေးထားမယ်ကျွန်တော် credit ကုန်မှာဆိုလို့နော် duration ကိုလည်း8စက္ကန့်မှာထားမယ်ပြီးရင်ဒီမှာအပေါင်းပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်က၄ပုံနဲ့ကကိုအကြိုက်ဆုံးပုံတစ်ပုံကိုထည့်ပြီးရင် ChatGPT ကကျွန်တော်က copy ကူးခဲ့တဲ့ video prompt 1က prompt ကိုဒီမှာပေးချမယ်ပြီးရင်ဒီပင်လေးကမြားလေးကိုတစ်ချက်နေလိုက်အဲ့ဒါဆိုရင်ဒီမှာ video လေးလုပ်ပေးလိမ့်မယ်ကြည့်လိုက်မယ်နော်โอเคဗီဒီယိုတစ်ပုဒ်တော့ရပြီနောက်ထပ်ဗီဒီယိုကိုထုတ်ဖို့အတွက်ပထမအုပ်ဆုံးထုတ်ခဲ့တဲ့ပုံကိုအခြေခံပြီးတော့ကျွန်တော်တို့ကနောက်ထပ်ပုံတစ်ပုံကိုထုတ်ရပါမယ်အဲ့တော့ ChatGPT က main prompt ရဲ့အောက်ကဒီမှာ image prompt 1ကိုဒီမှာ copy ကူးထားမယ်ပြီးရင် Google Flow မှာကျွန်တော်တို့က image ဆိုတာကိုရွေးထားပါမယ်နော်ဒီခါတော့ကျွန်တော်တို့ကအရေးအတွက်ကိုပုံတစ်ပုံမှရွေးထားမယ်အဲ့ဒီမှာကျွန်တော်တို့ကနှခမ်းပုံစံလေးပြောင်းလဲမသွားအောင်ဒီအပေါင်းပုံစံလေးကိုနှိပ်ပြီးတော့စောနောက်ကပထမဆုံးထုတ်ခဲ့တဲ့ main prompt ကပုံကိုထပ်ပြီးတော့ထည့်ရပါမယ်ပြီးရင်စောနောက်က copy ကူးခဲ့တဲ့ photo prompt ကိုဒီမှာပေးချပါမယ်ပြီးဒီမြားလေးကိုတစ်ချက်နေလဲအဲ့ဒါဆိုရင်ဒီမှာဒုတိယမြောက်ပုံလေးကိုသူကထုတ်ပေးပါလိမ့်မယ်ဒီမှာနှခမ်းပုံစံလေးမပြောင်းလဲပဲနဲ့ဒီမှာတကြားလုံးပုံစံပဲပြောင်းလဲသွားတယ်နော်โอเคဒုတိယမြောက်ပုံကိုရပြီဆိုတော့ ChatGPT က video prompt 2ကို copy ကူးပါမယ်ပြီးရင် Google Flow ကိုတွားပြီးတော့ video ထုတ်မှဖြစ်တဲ့အတွက်ဒီမှာ video ဆိုတာကိုပြန်ပြီးတော့ရွေးထားမယ်ဒီမှာအပေါင်းပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်ကဒုတိယမြောက်ပုံကိုဒီမှာထည့်ပြီးရင် ChatGPT က copy ကူးခဲ့တဲ့ video prompt ကိုဒီမှာပေးချလိုက်မယ်ပြီးရင်ဒီပညာလေးကမြားလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင်ဒီမှာဒုတိယမြောက် video ကိုသူကထုတ်ပေးပါလိမ့်မယ်ကြည့်လိုက်မယ်နော်ကဲဒါလို့ဆိုရင်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်ဒီနည်းလမ်းလေးကိုအသုံးပြုပြီးတော့ Facebook နဲ့ YouTube မှာဗီဒီယိုတွေများများတင်ပြီးတော့ view တွေအများကြီးရကြပါသေးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ